တမိုင်းတစ်လျှောက်မှာဟစ်ပိုမီနီးယားလို့ခေါ်တဲ့မြင်းတွေကိုအစွဲအလန်းကြီးစွာချစ်ခင်မြတ်နိုးတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုရှိခဲ့ပူပါတယ်။ဒါဟာတာမန်ဝါသနာတစ်ခုထက်ပိုပါတယ်။မြင်းတွေနဲ့လူသားတွေကြားကနက်နဲတဲ့စိတ်ဝိညာဉ်ချင်းဆက်သွယ်မှုတစ်ခုပဲဖြစ်ပါတယ်။ အမှန်တော့မြင်းတွေရဲ့လွတ်လပ်မှုနဲ့ခွန်အားဟာသူတို့အတွက်တော့စိတ်ခွန်အားတစ်တွေကိုဖြစ်ပေါ်စေတာပါလူမှုပတ်ဝန်းကျင်ရဲ့ဖိအားတွေကြားမှာမြင်းတွေရဲ့အနီးနားဟာသူတို့အတွက်အေးချမ်းရာအရာတစ်ခုပေါ့โอเคမြင်းကွာတန်တွေဟာသူတို့အတွက်တော့စိတ်ကိုတည်ငြိမ်စေတဲ့တီးဂီတာတစ်ခုလိုပဲ့တင်ထန်နေတတ်ပါတယ် ဒီလိုဆက်နွယ်မှုမျိုးဟာစိုးရိမ်ပူပန်မှုတွေကိုဖယ်ရှားပေးပြီးဘဝကိုအထိပ္ပယ်အသစ်တွေပေးစွမ်းနိုင်ပါတယ်။သိပ္ပံပညာအရလည်းမြင်းနေနဲ့ထိတွေ့ပြီးခြင်းဟာစိတ်ဖိစီးမှုကိုလျော့ကျစေတယ်လို့ဆိုကြပါတယ်ဗျာ